တွေမင်္ဂလာပါရှင်ဒီလိုမျိုးမိဝတ်ထားသလိုမျိုးအစင်လေးဒီဇိုင်းတူပတန်တူလေးကိုမှမိရပြပေးမှာပါဒါလေးကတော့မျိုးမြချီနာကန်နှစ်တရအကောင် quality share မှချိန်တင်မှာမနေယူပါနော်အသားအရန်ကောင်းတယ်နောက်တစ်ခုကကျတော့လေသူကလေ guide ဝင်းရလေအကျယ်ကြီးပါတာဆိုတော့နော်9000ပြည့်ပြည့်က3လိုက်ခွဲတိတောင်ပါတာဆိုတော့နော်မိတို့မျိုးဒီမျိုးခန္ဓာကိုပြည့်တဲ့သူတွေခန္ဓာကိုဝါတဲ့သူတွေပေါင်း200လောက်ရှိရမှနေဆိုရင်မျိုးမျိုးချုပ်လို့ရတယ်နော်အကျယ်ကြီးပါတာအသားလည်းအရန်ကောင်းတယ်ပြီးရင်အနံကြီးမှမိရမတို့ကဝတ်တဲ့တာဆိုတော့မမတွေအနံလည်းအကြီးကြီးပဲမြချီနာကဖြစ်တဲ့အတွက်မတို့တအားကိုတန်ပါတယ်နောက်တစ်ခုကဘာရှိလဲဆိုတော့ဒီအထည်လေးကလေမိတို့အိမ်နံလေးထွက်ထားတာဖြစ်တဲ့အတွက်လေဈေးနှုန်းလေးကိုမိအသက်သာဆုံးဖြစ်အောင်ကိုလုပ်ပေးထားတယ် quality share ကိုမတို့ရေလုံးဝမထင်မှတ်ထားတဲ့ဈေးလေးနဲ့ရမှာပါနော်တကယ်တော့ဒီလိုမျိုးမျိုးစိတ်ချစ်ချီဒီဘေးဝင်ကြတာမျိုးဒီ quality ဆိုမျိုးတသိန်းကျော်ရပါတယ်ဒါတသိန်းမကျော်ပဲနဲ့တသိန်းအောက်ကမှတော်တော်လေးတက်တာတဲ့ဈေးလေးနဲ့ရမှာပါအကုန်လုံးကတော့ရိုးရလေးဖြစ်တဲ့အတွက်ဘောင်လေးနဲ့လာပါမယ်နော်အင်္ဂလိပ်စာလေးကတော့ကချင်နဲ့အားလုံးကတော့ပြောင်လေးပါရှင် one set pattern လေးတွေကိုအကုန်လုံးကိုမြင်အရှိလေးလိုက်လဲပြပေးလိုက်မယ်အပွင့်လေးတွေမြင်ရအောင်ဒီ pattern လေးကိုလည်းဖြန်းပြောင်းလိုက်တယ်ပြီးရင်ဒါမြွေးထားတာလေးနဲ့တပုံစံနဲ့တစ်ထပ်ထဲတူတဲ့အထည်လေးပါရှင်ဒါမဲ့အယောင်လေးတွေမြပြလိုက်တယ်နော်မတို့တအားကိုနာတာပါမီးတို့ဖုန်းလေးကလေလုံးဝအယောင်မှန်လေးအဖက်လုံးဝမသုံးမဲ့နေရိုက်ပြပေးထားပါတယ်ရှင်အယောင်မှန်လေးဖြစ်အောင်လုပ်ဖို့ပါနော်ကိုကြိုက်တဲ့အယောင်လေးပါတယ်ဆိုရင်မတို့ကလေ screenshot လေးနဲ့ page messenger လေးကိုလာခဲ့လို့ရတယ်ရှင်ဒီဟာလေးတွေကတခုပေါ့နော်မတို့သုံးတဲ့ဖုန်းမျိုးစားပေါ်မူတည်ပြီးတော့ကာလာလေးအလစ်တဲလေးတော့ကွဲနိုင်ပါတယ်ရှင်မီးတို့ကတော့အပြင်ရောင်အမှန်တိုင်းလေးဖြစ်အောင်လို့ရိုက်ပြပေးထားတယ်နော်ဒါလေးဆိုရင် तू ကလေအပြာရည်ဆိုပေါင်းလေးဒီဘက်ကဟာဆိုခရမ်းရည်ဆိုပေါင်းလေးအထည်လေးတွေကလေတစ်ထည်နဲ့တစ်ထည်ခက်စစ်စင်လေးတွေဖြစ်တဲ့အတွက်နော်မတို့ access လေးနဲ့သာ messenger လေးလာခဲ့ပေးပါအပြင်အောင်လေးအပြင်ထည်လေးပေးထားတဲ့မားတွေလုံးဝအပြင်က quality တိုင်းအပြင်အယောင်တိုင်းလေးပဲမိတို့ကရိုက်ပြပေးထားတာပါအသားတွေအရန်ကလို့ quality ထည်တွေနှစ်တရာချီမြကြီးနာကစစ်ပဲဝတ်တတ်တာမမဆိုတဲ့ချစ်မမတို့ကဒါလေးယူနော်ဈေးနှုန်းသိချင်တယ်ဆိုမြည်စိတ်တစ်ခါတည်းပြောပေးလိုက်မယ်အရန်တမ်းမဲ့တကယ်ပြောရမှာတော့ဒီလိုမျိုးစိန်ပန်းကဒီလိုစိန်တုံးနေနေဆိုမှ328,000အောက်ထစ်ရှိတဲ့ဟာတွေမမတို့95,000နဲ့ရမှာပြီးတော့85နဲ့ပဲပေးထားပါတယ်ရှင်အထဲမှာဒီလိုမျိုးလေးနော်ဒါလေးဆိုရင်ခရမ်းနဲ့ခဲလေးနဲ့ဘောင်ဆက်ထားတာလေးခဲခရမ်းဘောင်လေးပါရှင်ကာလာလေးတွေကတစ်ခုနဲ့တစ်ခုခက်ဆင်ဆင်လေးနော်ဒီနှစ်ခုဆိုရင်လည်းခက်ဆင်ဆင်လေးဒါပေမဲ့မတူဘူးနော်အဲ့တော့မီးကမမတို့ဒီလိုအရှိလိုက်လေးပြပေးလိုက်တယ်ကြိုက်တာလေးပါတယ်ဆိုရင်မမတို့ကလေ screenshot လေးနဲ့ပေး messenger လေးကိုလာခဲ့ပေးပါရှင်အရန်လာတဲ့အစင်အယောင်တွေပါတစ်ထည့်လုံးအပွင့်ဒီလိုမျိုးအပြည့်ကြီးပါနော်အမိတ်ကတအားကိုလာတဲ့စိန်မိတ်ချစ်ချေကြီးပါရှင်ဒီဟာရတကယ်ကလေ328,000အောက်ထရောင်းရတဲ့ဟာတွေနော်ဒီတရားအသက်သာဆုံးလေးနဲ့မတို့လုပ်ပေးထားတာမြစီနာခက်ကြီးပါအရန်ကိုဝင်းလို့ကောင်းတယ်နွေရာသီမှာချီတာအေးဝတ်ချင်တဲ့မမတွေဒါလေးယူပါနော်နွေရာသီဥရုနဲ့အရန်ကိုလိုက်ဖက်တဲ့ quality share အထည်လေးပါရှင်စစ်တမတို့ရေရွှေမန္တလေးကရွှေမနောပါရှင်ကျေးဇူးများတင်ပါတယ်